ချမ်းမာတဲ့အချိန်လေးမှာငါကောင်းတာတွေလုပ်မှဖြစ်မယ်မချမ်းမာမှုဆိုတာလူတိုင်းစီရောက်လာနိုင်တယ်ရောက်လာမှဖြစ်တယ်ချမ်းမာတော့ကောင်းတာတွေလုပ်မှပဲလို့ကောင်းတဲ့ဘက်ကိုသုံးချပဲဆိုတဲ့အတွေးတွေဝင်လာတော့ကောင်းကျိုးချမ်းသာတွေရတာပေါ့နောက်တစ်ခါလူတွေဟာအသက်ရှင်မှုပေါ်မှာလည်းမန်တက်တယ်ငါဟာအသက်ရှိတယ်အသက်ရှင်အဲ့ဒီအသက်ရှိမှုပေါ်မှာမန်တက်နေတဲ့အခါမှာလည်းငါမသိဘူးဂျန်တဲ့လူတွေသာသေတာလို့ဒီလိုစိတ်ထဲမှာဝင်ပြီးတော့သက်ရှင်မှုကိုအကြောင်းပြုပြီးတော့မသိနိုင်သေးဘူးလို့ဆိုတဲ့မန်တက်မှုတွေကြောင့်မဟုတ်တာတွေလုပ်မိတတ်တယ်ဒါကြောင့်ငါဟာအချိန်မီသေနိုင်တယ်မသိခင်ကောင်းတာတွေလုပ်မှဆိုတဲ့မှန်ကန်တဲ့အတွေ့တွေးဖို့လိုတယ်အဲ့ဒါလို့တွေးမှကောင်းမြတ်တဲ့အတွေးမျိုးဖြစ်လို့ကောင်းကျိုးချမ်းသာကိုပေးနိုင်တယ်ဒီလိုဆိုတာနော်အဲ့တော့မှန်ကန်တဲ့အတွေးတွေကိုတွေးဖို့မြတ်စွာဘုရားဟောတာ